ဒီဇလန်ကိုပြောပြရင်လူအများစုကရေးကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဘဝမှာအကောင်းဆုံးအဖိုးတန်ဆုံးသင်ခန်းစာကိုတင်ပေးခဲ့တဲ့ညပါအဲ့ဒီညကကျွန်တော်တသိန်းတန်ပစ္စည်းတစ်ခုဝယ်ဖို့ဈေးဝယ်စင်တာကိုတွားခဲ့တယ်ဒါပေမဲ့အိတ်ကက်ထဲကပတ်စံအိတ်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီတသိန်းဟာဘယ်ချိန်ကလေးကကြပြောက်သွားလဲဆိုတာကိုမသိလိုက်ပါဘူးအိတ်ကက်ထဲမှာလည်းငွေ3000ပဲကျန်တော့တယ်အဲ့ဒါနဲ့ကျွန်တော်ပြန်စူးစမ်းကြည့်တယ်မနက်ခင်းမှာပတ်စံအိတ်ထဲငွေတွေရှိနေသေးတယ်ဘတ်စကားဘော်တက်တဲ့တုန်းကလူတွေဖိတိတ်နေတယ်အဲ့ဒီအချိန်မှာပျောက်သွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်ဈေးဝယ်စင်တာထဲမှာဘလို့ပဲဖြစ်ဖြစ်အခုတော့မရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်ဒေါသထွက်လာတယ်စိတ်ပြက်တယ်ကိုပဲအပြစ်တင်နေခဲ့တယ်ဘာလို့ဒီလောက်ပေါ်ဆရတာလဲလို့တွေးမိနေတယ်ဒေါသထွက်ပြီးအိမ်ပြန်မယ်လို့တော့လမ်းဘေးမှာတရက်တီးရောက်နေတဲ့အဖွားအိုတယောက်တွေ့တယ်တရက်တီးတွေကအရန်လာတယ်အနံ့ကမွေးတယ်အဲ့ဒါနဲ့ကျွန်တော်လဲကြံနေတဲ့ငွေ3000လေးနဲ့တရက်တီး3လုံးဝယ်လိုက်တယ်အဖွားအိုကရောင်းရတဲ့ငွေကိုရင်ခွင်ထဲထည့်ပြီးပြုံးပြတယ်ကျေးဇူးပါသားရည်တဲ့အဲ့ဒီအပြုံးကိုမြင်တော့ကျွန်တော်ရဲ့ဒေါသတွေတစ်ဆက်မှမကြံတော့ဘူးအိမ်ပြန်ရောက်တော့တကားအောက်မှာစာရွက်တရွက်တွေ့တယ်ဖတ်ကြည့်လိုက်တော့မင်းရဲ့ပတ်စံအိတ်ငါတွေ့တယ်ဒီဖုန်းနံပါတ်ကိုဆက်ခဲ့ပါတယ်ငါမျက်လုံးတွေပြူးသွားတယ်လက်တွေလဲတုံလာတယ်အဲ့ဒါနဲ့ချက်ချင်းဖုန်းဆက်လိုက်တယ်ဖုန်းကင်တဲ့သူကတက္ကသိုလ်ကျောင်းသားတယောက်ဖြစ်နေတယ်သူပြောတယ်ကျွန်တော်ဘတ်စကားပေါ်မှာကောက်ရတယ်ဒီမှာပြန်ပေးချင်လို့စထားခဲ့တာတဲ့နောက်တစ်နေ့မှာကျောင်းသားကောင်လေးနဲ့တွေ့တယ်သူကပတ်စံအိတ်ကိုပြန်ပေးတယ်ငွေတွေအကုန်ရှိတယ်ကျွန်တော်စုကြေးပေးချင်လို့ပြောတော့သူကညင်းတယ်ကျွန်တော်ဒီလိုမျိုးခံယူလေးမရှိပါဘူးလားတဲ့အဲ့ဒီညမှာအိမ်ပြန်ရောက်တော့တရက်တီးစားလိုက်တယ်အဲ့ဒီတရက်တီးကချိုတယ်အရန်ချိုတယ်ပြီးတော့ကျွန်တော်စဉ်းစားမိတယ်ဒီနေ့ကျွန်တော်တသိန်းဆုံးရှုံးခဲ့တယ်ဒါပေမဲ့အဲ့ဒီတသိန်းကြောင့်ကျွန်တော်ဒီအရာတွေရရှိခဲ့တယ်တရက်တီးရောက်တဲ့အဖွားဦးရဲ့ရိုးသားတဲ့အပြုံးပတ်စံအိတ်ပြန်ပေးတဲ့ចောင်းသားရဲ့တမာတိဒီတသိန်းဟာပျောက်သွားတယ်ဒါပေမဲ့သူပေးခဲ့တဲ့သင်ခန်းစာကတသက်စာတန်ဖိုးရှိတယ်ဒါကြောင့်ဒီနေ့တင်တစ်ခုခုဆုံးရှုံးနေရရင်စိတ်မပြတ်ပါနဲ့အဲ့ဒီဆုံးရှုံးမှုထဲမှာတင်မမျော်လင့်ထားတဲ့လက်ဆောင်တစ်ခုရှိနေတတ်တယ်ကျွန်တော်ဒီနေ့တရက်တီးစားရင်သိလိုက်ရတယ်တန်ဖိုးအရှိဆုံးຢာတွေဟာငွေနဲ့ဝယ်လို့မရဘူးဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဒီလိုဘ ഹു တူတရားစေမဲ့ဗီဒီယိုလေးတွေကြည့်ချင်ရင်အကောင့်ကိုအသေးပေးပြီး follow လုပ်ထားဖို့မမေ့နဲ့နော်